အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ယူစီဂိမ်းမရမှာဒီနေ့မှာတော့မော်ဝင်းကျင်ဂိမ်းတွေကချောင်းကိုဘယ်လို performance ထက်အောင်ဆော့ရမလဲဆိုတော့ကျွန်တော်ပြောပြပြီးမှဖြစ်ပါတယ်တခုကြိုပြောချင်တာကကျွန်တော်ကဆရာကြီးမဟုတ်ဘူးအဲ့အတွက်ကြည့်ချင်မှကြည့်လို့ရတယ် intro လေးပြီးရင်စလိုက်အောင်ဗျအရင်ဆုံးချောင်းစကေးတွေပြဖို့အတွက်ကျွန်တော် run ဆော့ဖို့ကြိုးစားကြည့်တယ်ဘာလို့လဲခါကြိုးစားကြည့်တယ်Hyper ရတဲ့အတွက်ကျွန်တော် EAP ပေးဖို့ EAP က brother ကိုကျွန်တော်တောင်းတယ်ဗျာ EAP ပေးပါဆိုတာကိုရလားဆိုတော့မရခဲ့ပါဘူးအဲ့အတွက်နောက်တစ်ပွဲကျွန်တော် brand မယ်ကျွန်တော် tab file နေဒါပေမဲ့ကျွန်တော် Hyper ပဲရပါတယ် EAP က brother ကလည်းကျွန်တော် EAP မချင်းပေးပါဘူးကဲနောက်ဆုံးမှာတော့ကျွန်တော်ဘာဆော့လိုက်ရလဲဆိုတော့ကျွန်တော်နောက်ဆုံးမှာ class ပဲဆော့လိုက်ရပါတယ်အဲ့အတွက်ကျွန်တော်နောက်နေ့ကျမှကျွန်တော် run နဲ့တခြားလေးလုပ်ပေးပါမယ် classic မှာဆိုတော့အဆင်မပြေဖြစ်မှာဆိုလို့ပါ classic မှာရှာလိုက်တဲ့အချိန်မှာပါလာတဲ့ enemy တွေနဲ့ကိုယ့်ဘက်က teammate လေးတွေကို brother ကိုကျွန်တော်ထပ်ပြမယ်တခြားလေးကြည့်လိုက်ဗျာကဲ brother တို့ဘယ်တရားကိုကြိုက်လဲထားလိုက်တော့ game လေးကိုကြည့်လိုက်အောင်အရင်ဆုံး brother တို့အနေနဲ့ enemy ကEAP ကိုကြည့်ပြီးတော့ဆော့ရမယ်ဆော့တတ်ဖို့လိုတယ်အခုက EAP ကမပါဘူးဗျာ classic ဆိုတော့တည့်ရတိုင်းပဲဆော့ရင်လို့ဆော့အရင်ဆုံးဖနက်လေးဝယ်မယ်25စက္ကန့်မပြည့်မချင်းဖနက်ကိုမရောင်းသေးဘူး25စက္ကန့်ပြည့်ကနေကြရင်ဖနက်လေးကိုရောင်းမယ်ပြီးရင်ဓာတ်လေးကိုဝယ်မယ်ပြီးရင်လမ်းကြော်ရှင်းမယ်အဓိကတော့ brother ဒိုင်းရောတို့ trader တို့တားမဲတို့ဆို brother လမ်းကြော်ရှင်းနဲ့ brother တို့ပြန်သိနိုင်နေဗျာလမ်းကြော်ရှင်းမိရနဲ့ rabbit ကိုသွားမယ် rabbit စားနေရတွေ့ရင် enemy ကိုနောက်မယ်အဓိကသတိထားမှာဗျာ brother တို့အဲ့ red line လေးပြည့်သွားတဲ့အချိန်မှာ visit ထက်ကိုရောက်အောင်တို့ပြီးရင် scale 1ကိုရန်တန်ပန်းရှောင်မသုံးနဲ့အဲ့လိုမျိုးသတိထားချိန်သုံးပြီးရနဲ့ကိုလန်ကိုပြန်စားမယ် EAP ဆိုတဲ့ brother တွေကနောက်ပိုင်းကျရင် famine နေသွားတာအဲ့ဒါကြောင့်ဗျာသလားကို EAP လင်းမှာမနေဘဲနဲ့အခြားလင်းတွေ run ပြီးတော့ mid တို့ဘာလို့မှပဲနေခဲ့တာဗျာကိုလင်းကို creep မစားဘဲနဲ့နေခဲ့တာအဲ့ဒါကြောင့် famine နေသွားတာဒီမှာ brother ချက်ပြီဗျာနာကို passive ဖွင့်နေတဲ့အချိန်မှာကျွန်တော် scale 1ကို passive ပြေသွားမှသုံးခဲ့တာ flick ကပေးတဲ့ရင်ပေးတယ်ပြီးရင်ကန်တဲ့ရင်ကန်လိုက်တယ်အဲ့လိုပဲဗျာ brother တို့အနေနဲ့ scale 1ကို6မသုံးမဲနဲ့တခြားလေးသုံးတယ်ပြီးရင်ကိုလုံးဝမတာဝချိုးတယ်ပြီးရင်ကိုတက်လို့ရတဲ့ကောင်လေးတွေကိုဂျီကွန်တိုလေးတွေနဲ့ပေါက်ပြီးတော့ဒီလေးပါပြပြီးတက်တယ်အေးချောင်းပလီယာတော်တော်များမှားနေကြတာချောင်းတို့ရဲ့ဟီရိုကကင်တဲ့တော်တော် damage ထွက်ပြီးတော့လောက်ကွက်တော်တော်ရတဲ့ဟီရိုဗျာပြီးတော့ mobile လေးလည်းတော်တော်မြင့်တယ်လမ်းရောကလည်းတော်တော်ကောင်းတယ်ဒါပေမဲ့တော်တော်များများကဒီလို recall ပြမယ် emote ပြမယ် flicker ဂျီကွန်တိုတွေသုံးပြမယ်အဲ့ဒီ flicker တွေကန်ပြမယ်ဗျာအဲ့လိုတွေလုံးမဲ့အစားဒီမှာတစ်ခုကြည့် enemy ၄កောင်ကြားထဲမှာကျွန်တော်ရောက်သွားတယ်နော် scale 1ကို ultimate နနကိုကန်ပြီးတော့ကျွန်တော်ပြန်လိုက်မသွားဘူးဘာလို့လိုက်မသွားလဲဆိုတော့ပြန်လိုက်သွားရင်ကျွန်တော် KP ရမယ်အဲ့ဒီမှာချက်ကြည့်ပြီဗျာ Moscow တွေးတော့ကိုတစ်ချက်ပဲထိုးရတာအဲ့လောက်ထိချောင်းက impact ထွက်တယ်ဒါပေမဲ့ brother early game မှာတဖုတ်ဖုတ်သွေးပြီးတော့အဲ့လိုမျိုးဖင်ရနေမယ်ဆိုရင်တော့ချောင်းကဘာမှ damage ထွက်မှလည်းမဟုတ်ဘူးဘယ်လိုနဲ့ game ကနိုင်တော့နိုင်ဝိုက်ဗျာကဲဗီဒီယိုလေးတော့ပါပဲဗီဒီယိုလေးကိုသဘောကျရင်ဆိုရင်တော့ Facebook ကကြည့်ရဲ့ brother တွေက like and share လေးနဲ့ကူညီပေးခဲ့ကြပါအောင် YouTube ကကြည့်နေတဲ့ brother တွေကတော့ subscribe လုပ်ရတဲ့ subscribe လေးလုပ်ပြီးတော့ပြီးနာအခေါင်းလုံးလေးကိုလည်းလုပ်သွားပေးကြပါအောင်ဗျအားလုံးပဲနောက်ဗီဒီယိုဒီမှာပြန်တွေ့ပါမယ်အားလုံးပဲbye byeပါ